Hello မင်္ဂလာပါနော်ကဲစနေနေ့ပြန်ရောက်လာပြီပေါ့အမလည်းဟိုတနေ့ကတင်ထားခဲ့မလားစနေနေ့မှာအရေးကြီးပြောစရာရှိတယ်လို့ပြောထားခဲ့ဒါအမမျိုးသူများတွေကိုချင်းချောက်ပြီးတော့အရေးကြီးပြောစရာရှိရဆိုပြီးတင်ခဲ့တာမဟုတ်ဘူးဒီ Monday မှာပေါ့နော်အမရှိကိုလာပြီးအကူညီတောင်းနေကိစ္စလေးပေါ့နော်၄-၅ခုလောက်အမရှိကိုရောက်လာတယ်အမချက်ပေါက်မှာတော့အများကြီးပဲဒါပေမဲ့အမတချို့ဟာတွေကိုအမမကြည့်နိုင်တာကြီးလည်းရှိတယ်ကြော်သွားမိတာကြီးလည်းရှိမယ်ပေါ့နော်အဲဆိုဒီအိတ်ကြမှာအမဒီလိုမျိုးကြည့်လိုက်တာနဲ့ကြုံဆုံသွားတဲ့၅ခုလောက်ကအဲ့မှာ၄ခုကပြဿနာအတူတူဖြစ်နေတယ်ကဲဒီဟာကိုမပြောခင်မှာအမဒီနေ့ပြောမယ့်ဟာအမလွန်ခဲ့တဲ့2ပတ်3ပတ်လောက်ကအမတင်ခဲ့တယ်အရှိရ movie မှာ agent ကာကြီးရပင်ရေးချဝေးစက်နှလုံးပေါက်ဆိုပြီးတော့အမတင်ထားတဲ့ movie ရှိတယ်အဲ့ movie နဲ့ link ချိတ်ပြီးတော့ဆက်နားထောင်မှာပို့သိလိမ့်မယ်ဘာဖြစ်လဲအဲ့နေ့ကအမ state တဲ့တင်တော့ကတော့အမအကုန်လုံးကို detailing ချပြမယ်ဆိုပြီးအမစိတ်ကူးခဲ့တယ်ဒါပေမဲ့ဗုဒ္ဓဖူးကြာတာပတိလောက်မှာဒီစင်ကာပူမှာရှိတယ်မင်းတို့ခေါ်တဲ့အလုတ်သမားရဲ့အမေပေါ့နော်သူကကိုလှရွှေတွေရောပါလာတဲ့အတွက်အမအားလုံးချပြခွင့်အခုချိန်မှမရှိသေးဘူးသူတို့တွေလှုပ်ဆောင်မှုတွေကိုအမတို့စောင့်ရမှာဖြစ်တဲ့အတွက်အမအရင်ကပြောခဲ့တဲ့ movie နဲ့ link ချိတ်ပြီးတော့နားထောင်ပါနောက်ပြီးတော့ဒီအမပြောနေတဲ့ movie ကိုမင်းတို့တွေနားထောင်တယ်လို့မျိုးဒီကအဲ့အရှိရ movie ကအမပြောခဲ့တဲ့လူတွေလည်းသူတို့ရဲ့ဘာသာပြန်နဲ့နားထောင်နေဆိုတာကိုအမအဲ့ဒီ case တွေမှာသူတို့ပြောတဲ့အရာအမသိလိုက်ရတယ်အဲ့အတွက်ဆိုတော့အမဒီမှာပြောတဲ့ဟာမှာအမတို့လူမျိုးချင်းချင်းပဲနားလေတဲ့စကားဘာသာပြန်လို့မလွယ်တဲ့စကားမျိုးတွေနဲ့ပဲအမပြောသွားပြလိမ့်မယ်အမတက်နိုင်တဲ့လောက်တော့ဒီမှာပြောခွင့်ရတဲ့ဘောင်တွေကအမပြောမယ်အဲ့ဒါကိုငါမောင်လေးညီမတွေကအလုပ် app ကိုပတ်စံမပေးခင်မှာဒီဟာအမပြောတဲ့ဒီအကြောင်းအရာလေးတွေကိုစဉ်းစားချက်တစ်ခုတွေနဲ့ထည့်သွင်းစဉ်းစားစီခြင်းနေနော်ကဲအမပြောပြမယ်ဒီတပတ်မှာအမရှိပြောရမလား၅ခုရောက်လာတယ်၅ခုမှာ၄ခုကပုံစံတူတူပဲဖြစ်နေတယ်အဲ့မှာဘောနော်တို့ခလေးမလေးတွေကဒီမှာဟို coffee shop ကနောက်တစ်ယောက်က kitchen hut ပါဒီမှာအတွက်လုံလာတယ်၄ရက်လောက်မှာတို့ကအလုပ်ဖြုတ်ခံရတယ်အဓိကအကြောင်းရတော့ပြောနေကြအတိုင်းပဲစကားမပြောတတ်လို့နားမလည်လို့ပြောတယ်โอเคအဲ့မှာမတို့ကနေပြီးတော့ဒီတဝက်ပြန်ရဖို့တော့ကိုအမတို့ကပြောနေတဲ့တစ်ချိန်တည်းမှာဒီညှိနေတုံးရှိသေးတယ်နော်အမတို့ဒီဘက်မှာညှိပြီးတော့ကူပြီးတော့ပြောပေးတယ်အဲ့လိုအချိန်မှာပဲဒီကောင်မလေးပြုတ်သွားတယ်ကောင်မလေးနှစ်ယောက်ပြုတ်သွားတဲ့နေရာကိုမြန်မာပြည်မှာဒီအလုပ်ကိုပဲထပ်ပြီးတော့ offer သွားတတ်တယ်ဟိုဘက်မှာအဲ့ဒါကိုအမတို့နဲ့ cooperate လုပ်နေတယ်ဒီ case တွေမှာ cooperate လုပ်နေတယ်မြန်မာပြည်က agent ညီမလေးသိပါတယ်အဲ့ညီမလေးကိုယ်တိုင်ကဒီမှာတော့မပြီးသေးဘူးဘာဖြစ်လို့ငါ့ရှို့ဒီ offer တက်လာလဲဆိုပြီးတော့ तू ကတေချာမေးတဲ့အချိန်မှာဒီအလုပ်ပဲဖြစ်တဲ့အတွက်ဒီညီမလေးကတက်တိရှိရှိရဲဝုံမယ်ငါလူမပေးနိုင်ဘူးဆိုပြီးတော့ cancel လုပ်လိုက်တယ်အဲ့အတွက်လည်းဒီညီမလေးကို appreciate လုပ်ပါတယ်အခုချိန်မှာဒီညီမလေးရဲ့နာမည်ကိုအမပြောခွင့်မရသေးဘူးဘာလို့ဆိုတော့တခြားအဖွဲ့အစည်းတွေရဲ့ဝန်ခွင့်ရှိနေတဲ့အတွက်အမမပြောနိုင်သေးတဲ့အတွက်ညီမလေးကိုလည်းနာမည်မပြောတဲ့အတွက်အမတောင်းပန်ပါတယ်နော်တချိန်ညတော့မှဒီညီမလေးနာမည်ကိုအတိအကျထုတ်ဖော်ပြောပြီးတော့အမကျေးဇူးတင်ကြောင်းလည်းထပ်ပြောပါမယ်အဲ့ညီမလေးကသူရမဲ့ agent ကောင်းတောင်မှသူမကြည့်ဘဲနဲ့သူဖြုတ်လိုက်တယ်အဲ့ပေါ့နော်ဒီ offer ကိုဖြုတ်လိုက်တယ်ဒါပေမဲ့ဒီညီမလေးဖြုတ်လိုက်ပေမဲ့နောက်ထပ် agent တယောက်ရှိကိုလည်းဒီ offer တက်သွားမှာပဲအမသိတယ်ဒါဆိုရင်တော့ဒီနေရာကိုလူတယောက်ထပ်ရောက်လာအောင်မယ်အဲ့လိုမျိုးဒီမှာတော့မပြီးသေးပဲနဲ့ဒီနေရာကိုလူထပ်ရောက်မှာကိုသိတာအမချက်ချင်းသိတဲ့အတွက်အမချက်ချင်းတားလိုက်ရတာဟုတ်လေဒီနေရာကိုရောက်မယ်ဆိုရင် तू ကရောက်တဲ့လူအစ်ကဲပတ်စံနဲ့ဒီကောင်မလေးကိုရောလိုက်ပြီးတော့ဒီမှာသူတို့တဝက်ထက်ရမယ်ဒီနောက်အစ်ရောက်တဲ့လူကိုလည်း၄ရက်နဲ့ထပ်ဖြုတ်မှာဖြုတ်ပြီးရင်ဒီနေရာဝဲနောက်တဲ့အစ်ထက်ရောက်လာအောင်မယ်နော်အဲ့ဆိုသူတို့တွေပြီးတော့ငမောင်လေးညီမတွေအလုပ်လိုချင်တော့ဟို agent တွေရဲ့ကြော်ညာတွေညီမမြင်ကြမှာပါကြော်ညာတိုင်းကဘာဖြစ်လို့ပုံစံတူတူလေးတွေဖြစ်နေလဲဆိုတော့ဒီစင်ကာပူကနေ job စီစဉ်မှု job offer စီစဉ်မှုဟာတစ်ဖွဲ့စီတစ်ခုပဲရှိတယ်အဖွဲ့အစည်းလို့ပြောပေမဲ့အမမှန်းတာမမှားဘူးဆိုရင်လူ3-4ယောက်လောက်ပဲရှိလိမ့်မယ်ဒီထဲမှာသူတို့ကဖုန်းနံပါတ်တွေအမျိုးမျိုးပြောင်းမယ်နာမည်တွေအမျိုးမျိုးပြောင်းမယ်ဒါပေမဲ့အမအဲ့နာမည်တွေဖုန်းနံပါတ်တွေအကုန်လုံးအမမှာရှိတယ်ဒါပေမဲ့အမအခုချိန်မှာထုတ်ပြောလို့မရသေးဘူးเนาะအမက
စကားကိုအမထင်ချင်းနဲ့ပဲဟာမှမပြောအမမှာတတ်သိရှိမှာပဲအမပြောတတ်တယ်နော်အဲ့အတွက်ဆိုကွာကိုစဉ်းစားပြီးတော့ယုံတဲ့နာမယုံတဲ့နာကွာကိုစဉ်းစားပါအမပြောသမျှကိုအတင်းယုံပါလို့လည်းအမမဆိုလို့ဘူးနော်အဲ့လိုမျိုး job offer တွေစီးစင်းနေဒီလိုပဲအဲ့မှာဆိုရင်ဒီနေရာကိုနောက်ထပ်အလူသိရောက်တော့မယ်ဆိုတာသိရင်ဒီလူကလည်းပြုတ်မှာပဲအဲ့ဒါကြောင့်မို့အမချက်ချင်းတားခဲ့တယ်နောက်ပြီးတော့စဉ်းစားမှတစ်ခုရှိတယ်နော်ဒီကိုခေါ်တယ်ဆိုတာကိုဘလို့အေဂျင့်ကတွေဘလို့ဘာကြောင့်ဈေးကြီးလဲဆိုပြီးတော့မေးတဲ့မေးခွန်းတွေကိုလွန်ခဲ့တဲ့တစ်လခွဲလောက်ကနာမည်ကြီး agency တခုကဗီဒီယိုနဲ့တကွရှင်းပြထားပါတယ်အဲ့ဒါကိုလည်းတွားပြီးတော့ကြည့်လို့ရတာပဲလေမြန်မာ agent ပြီးရင်ပြည်ကြီးပေါ့နော်ပြည်ကြီးသားတွေပြီးတော့မှစင်ကာပူ agency ကိုရောက်တယ်ပေါ့၃ဘွဲပေါ့နော်၃ဘွဲတို့တဆင့်စီတွားတဲ့အတွက်အဲ့ဒါကြောင့်မလို့ဈေးကြီးတာသူကရှင်းပြတယ်ဆိုတော့ဒီအဲ့မှာဒါဆိုရင်ဒီ agent တွေကမြန်မာ agent တွေကဘယ်လိုလူတွေကိုဆက်ဆံနေရလဲဘယ်လိုစကားပြောနေရလဲဆိုတော့ဒီမြန်မာ agent တွေကောင်းကောင်းသိပါတယ်ငါမောင်တွေဘာမှတယောက်တည်းဆက်ဆံသူတို့ကအများကြီးဆိုသူတို့တွေသိပါတယ်စင်ကာပူအလုပ်ခေါ်တာကိုစင်ကာပူဓာတ်ရိုက်မရောက်ဘဲနဲ့ဘာလို့ကြားကန်နေရှိနေရလဲနောက်ပြီးတော့ဒီမှာရှိတဲ့ဟိုတရုတ်ဆိုင်တွေမှာအလုပ်လုပ်ဖို့ခေါ်တယ်တရုတ်စကားပြောတတ်မှာဆိုရင်ဒီအလယ်မှာရှိတဲ့ပြည်ကြီးသားတွေကသူတို့နိုင်ငံကလူကခေါ်မယ်ဆိုရင်ပို့ပြီးအဆင်မပြေနိုင်ဘူးလားဘာဖြစ်လို့မြန်မာပြည်ကလူကိုတရုတ်စကားပြောတတ်မှခေါ်ရတာလေအဲ့ဒါစဉ်းစားစရာနော်အဲ့ဒါကိုစဉ်းစားဖို့မှပြောတာပြီးတော့ဒီလိုမျိုးဒီလူကိုထည့်ပေးလိုက်လို့ကိုယ့်လူကိုထည့်ပေးလိုက်လို့အလုပ်ပြုတ်သွားပြီးတော့နောက်ထပ် offer တခုလည်းအမားတို့မြန်မာ agent တွေကထည့်ပေးလိုက်တယ်ဆိုတာကိုမြန်မာ agent တွေသိတယ်သူတို့ဒီရဲ့အခြေအနေတွေကိုသိတဲ့လူတွေသိတယ်ဒါပေမဲ့သူတို့ကမပြောဘဲနဲ့သိတဲ့ဟာကိုဆက်ပြီးတော့အလုပ်လုပ်နေတာဘာလို့လဲဆိုရင်တော့အိမ်မှာပဲပြောထားတယ်ပေါ့နော်ဟောဒါငါမှမလုပ်ရင်သူများတွေလှုပ်သွားမှာပေါ့မိုးခါးရီကိုတောက်နေပေါ့နော်ဒီ trend မှာဒီလိုဖြစ်နေတဲ့ဟာကိုဒီပြည်ကြီးသားတွေဝင်ရောက်ချဲလဲပြီးတော့မလိမ့်တစ်ပတ်လုပ်နေတာကို तू သိတယ်သိပေမဲ့ဒါ तू ကတော့လောက်ကတာပါလို့ပြောတာဘယ်လောက်ရက်ဆက်ရကြလဲကိုလူမျိုးတွေတယောက်ပြီးတယောက်ဒုက္ခရောက်သွားမယ့်ကိစ္စမှာငါကတော့ငါရရင်ပြီးရောဘသူတေငတေမိုင်းပြီးရောဆိုပြီးတော့လုံနေတာတအားရက်ဆက်လွန်ရကြတယ်နောက်ပြီးတော့အလောက်လာရှာတဲ့လူတွေရဲ့ဒီ agent fee ဆိုတာပျော်လို့လာနေတာမဟုတ်ဘူးတယောက်ကို4-5-6တောင်အိမ်ပေါင်လဲပေါင်ဒါတွေနဲ့လာတယ်သူတို့ကိုကဲအလုပ်ပြုတ်သွားလို့ငါကတော့ဘောင်တွေကတဝက်ပြန်ပေးမယ်ဆိုတော့ဆုံးရှုံးသွားတဲ့တဝက်ကနည်းနည်းလေးမဟုတ်ဘူးနော်မြန်မာငွေနဲ့ဆို300ထပ်မှရှိတယ်ဒီအပြင်သူတို့တွေဒီလေလာဖို့အတွက်လေစိတ်မှာလေရင်ကားတွေထိုင်းမှာ stay ရှောင်ရတာတွေက hidden cost တွေရှိသေးတယ်ဒီဟာဒီမှာလဲ agent တွေကကူမယ်ငါတို့တွေကရအောင်ပို့ပေးမယ်ဆိုပြီးတော့ဒီမှာလဲခေါင်းပုံဖြတ်ထားတာတွေမသိတယ်နော်ဒါမဲ့ဒီလိုမျိုးတွေဖြစ်တာကိုတဝက်လေးပေးလိုက်ရင်ငါကတော့ဟိုတိတ်ခါရှိတဲ့ agent လို့တဝက်ပေးရုံနဲ့တိတ်ခါရှိတဲ့ agent လို့ကိုပြောရဲလားပြောထွက်လားရက်ဆက်လွန်ရမကြဘူးလားတိနဲ့လုံနေတာလေမဲအခုဖြစ်တဲ့ case မှာတော့အမကပြောလို့ပဲညီမလေးဆိုရင်ဒီပြုတ်သွားတဲ့လူတွေကိုနော်ပြုတ်သွားတဲ့လူကိုနေရာကိုနောက်ထပ်အစ်စ်ကိုဒီဘက်ကလူကပဲထပ်ခေါ်တာကိုဒီညီမလေးသိတဲ့အချိန်မှာသူကနော်ခုနအမပြောခဲ့တဲ့ movie နဲ့တကွာပြောတဲ့ agent လောက်နာမည်မကြီးပေမဲ့လူသိမများပေမဲ့သူရမယ် agent ကလေးကိုသူတက်တိရှိ reject လုပ်နိုင်တယ်ဒါကတော့သူ့ရဲ့တကိုယ်ရေးစားပေါ့နော်ဒီဘက်ကလူတွေကတော့သူညင်းဒီညီမလေးညင်းတခြား agent ရှိသွားမှအမတေချာသိတယ်ဒါပေမဲ့ဒီညီမလေးကသူ့တာဝန်သူအပြည့်ယူသွားတယ်အဲ့အတွက်ဆိုတော့ညီမလေးကိုတကယ် appreciate လုပ်တယ်မြန်မာနိုင်ငံကလာတဲ့လူတွေကတရုတ်စာကိုသိပါတယ် agent တွေပြောနေအဘစ်လောက်ပြောရုံနဲ့ဒီမှာလုံနိုင်မှာတကယ်ကတရုတ်လိုပြောတတ်တဲ့လူကိုလိုချင်နေဆိုရင်ပြည်ကြီးကနေခေါ်ပါလားတရုတ်ပြည်ကနေခေါ်ပါလားအများကြီးပဲသူတင်ကိုတင်ပြောလို့ရတယ်အများကြီးဘာဖြစ်လို့မြန်မာပြည်ကလူတွေကိုခေါ်လဲအဲ့ဒါတွေကိုစဉ်းစားရမယ်တကယ်ဟာခိုင်မာတဲ့အလုပ်တွေဟုတ်လားမဟုတ်လားဆိုတာကိုအမစဉ်းစားအမတို့စဉ်းစားသိပြီလို့ထင်တယ်နော်နောက်ပြီးတော့အမပြောချင်တာဒီဟာမှာဖြစ်နေတဲ့ပြဿနာမှာဖြစ်တာ WPNDS တွေမှာဖြစ်နေတာပါ kitchen helper တို့ coffee shop တို့ dishwasher တို့ spa တို့မှာဖြစ်နေတာ spa city တို့ nursing တို့ domestic တို့နောက်ပြီးတော့ direct အလုပ်ရှင်ကခန့်တဲ့ဟာတွေမှာတော့
အခုပြဿနာမရှိသေးပါဘူး WPNDS မှာအများဆုံးမှတ်လိမ့်တစ်ပတ်လုပ်မှုတွေနဲ့တရားမဝင်မှုတွေဖြစ်နေပါတယ်အဲ့ဒါကိုကိုယ့်ကိုစဉ်းစားစေချင်ပါတယ်နော်ကျေးဇူးတင်ပါတယ်